ဗျကျွန်တော်ကတော့ CSC နီးပညာတွေကိုမျှဝေပေးနေတဲ့ဦးစိုးအောင်မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အပိုင်းကတော့ CSC ရေပေါ်ဥတီတော်၎င်းဝိတ်ပေါ်ဥတီတော်၎င်းလုပ်တဲ့နေရာမှာတနိုင်တစ်ပိုင်းလုပ်ချင်တဲ့လူတွေလည်းရှိတယ်တနိုင်တစ်ပိုင်းကနေပြီးတော့တဆင့်တက်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလေးတွေတည်ထောင်ခြင်းတဲ့လူတွေရှိပါတယ်တို့တော့ကြောင့်ကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အပိုင်းကတော့အမြဲတမ်းမီးနေကြမီးကုန်းလေးဖြစ်တဲ့တနိုင်တစ်ပိုင်းလုပ်ရင်ဘယ်လောက်ကုန်မလဲဆိုတဲ့အဖြေလေးကိုဖြည့်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီတနိုင်တစ်ပိုင်းလုပ်ငန်းလေးနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတွေ3-4 ပုတ်လည်းကျွန်တော်ဖြည့်ကြားပြီးတော့တင်ပေးထားတဲ့ဗီဒီယိုလေးတွေရှိပါတယ်အဲ့ဒီဗီဒီယိုလေးတွေလည်းပြန်ကြည့်လို့လည်းရပါတယ် YouTube ပေါ်မှာလည်းရှိပါတယ် Facebook ပေါ်မှာလည်းရှိပါတယ်တို့တကြောင်တနိုင်တစ်ပိုင်းလုပ်ရင်ဘယ်လောက်ကုန်မလဲဆိုတဲ့မိကုံကိုကျွန်တော်ဖြည့်သွားမှာဖြစ်ပါတယ်ယခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကုန်ရမ်းပစ္စည်းတွေလည်းဈေးတက်တယ်တချို့စက်ပစ္စည်းတွေလည်းတော်တော်များများကဈေးတက်ပါတယ်အရင်ကအထက်ကို3-4 ဆလောက်ကိုတက်နေတဲ့အချိန်ပဲဖြစ်ပါတယ်တို့တော့ကြောင့်တနိုင်တစ်ပိုင်းလုပ်ချင်လို့ရှိရင်ကျွန်တော်တို့ CSC ဝိတ်ပေါ်ဥတော်၎င်းရေပေါ်ဥတော်၎င်း CSC နဲ့ပတ်သက်တဲ့ထုတ်ကုန်တွေကိုထုတ်ချင်တယ်လို့ရှိရင်ဘယ်ဟာတွေကုန်မလဲဆိုတဲ့အခြေခံလေးတွေကိုကျွန်တော်ပြောပြပါမယ်တို့တဲ့ကြောင့် CSC ဖြော်တဲ့နေရာမှာအဓိကလိုအပ်တာကတော့အမြုပ်ဆက်ဖြစ်ပါတယ်အမြုပ်ဆက်ကိုဝယ်လို့ရှိရင်10 သိန်း15 သိန်းလောက်ပေးရပါတယ်15 သိန်းလောက်တော့ပေးရပါတယ်အခုချိန်မှာဆိုရင်အရင်တော့ကတော့9 သိန်းလောက်ဆိုရတယ်5 သိန်းတို့9 သိန်းတို့ပေါ့နော်ကျွန်တော်တို့စရောင်းတော့ဆို5 သိန်းတို့9 သိန်းတို့ရှိပါတယ်အခုချိန်မှာအခုလက်ရှိပေါက်ဈေးက15 သိန်းလောက်ပေါက်ပါတယ်တို့တို့ကြောင့်အမြုပ်ဆက်ဝယ်လို့ရှိရင်15 သိန်းပါအဲ့ဒီအမြုပ်ဆက်ကိုမဝယ်ခြင်းလို့ရှိရင်လေ YouTube ပေါ်မှာအမြုပ်ဆက်တွေဘယ်လိုလုပ်ရဘလဲဆိုတဲ့ဗီဒီယိုလေးတွေအစအဆုံးကို YouTube ပေါ်မှာရှာကြည့်ရင်လည်းရပါတယ်ကိုယ်တိုင်အမြုပ်ဆက်တွေလုပ်လို့လည်းရပါတယ်ဒါပေမဲ့ကိုလုပ်တဲ့အမြုပ်ဆက်ကချက်ချင်းအဆင်ပြေကောင်းပြည်ခြင်းမှပြေးပါလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လုပ်ပြီးသားအမြုပ်ဆက်တွေကတော့တန်းလောက်တာလိုက်တာနဲ့တန်းပြီးတော့ဝိတ်ဘောအုပ်တော်၎င်းရေဘောအုပ်တော်၎င်း CSC အုပ်တွေတော့လုပ်လို့ရနိုင်တယ်ကိုလုပ်တဲ့အမြုပ်ဆက်ကတော့ကိုယ့်ရဲ့ကျွမ်းကျင်မှုပေါ်မှာမူတည်ပြီးတော့အမြဲတမ်းချိန်ဆနေရမယ့်အတွက်ကြောင့်ထွက်လာတဲ့အရေးအသွေးကောင်းလားမကောင်းလားဆိုတော့ကိုယ်တိုင်ပဲစမ်းသပ်ဒါတွေများမှသိနိုင်ပါလိမ့်မယ်တို့တို့ကြောင့်အမြုပ်ဆက်ကိုဝယ်လို့ရှိရင်15 သိန်းလောက်ကျတယ်မဝယ်ခြင်းလို့ရှိရင်လည်းကိုယ်တိုင်လုပ်လို့လည်းရတယ်ဗီဒီယိုလေးရှာကြည့်လို့ရတယ်ဟုတ်ပြီအမြုပ်ဆက်က15 သိန်းနောက်တစ်ခုအမြုပ်တွေကိုထုတ်ဖို့အတွက်အမြုပ်ဆက်မှာဘာတွေလိုအပ်မလဲဆိုရင်လေမှုတ်ဆက်တစ်လုံးလိုမယ်ကွန်ပရက်ဆာတွေကလည်းအရင်တုန်းက1 သိန်း 2 သိန်းလောက်ပေးရတဲ့ကွန်ပရက်ဆာတွေကအခုဆိုလို့ရှိရင်5 သိန်း6 သိန်းကနေပြီးတော့15 သိန်း30လောက်ထိရှိတယ်ကျွန်တော်တို့တုံးတဲ့ကွန်ပရက်ဆာတွေဆိုလို့ရှိရင်သိန်း30လောက်ပေးရတယ်ဘာဖြစ်လို့သိန်း30တန်လောက်သုံးရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က lea pressure တွေကောင်းသုံးတာကဘာဖြစ်လို့လဲဆိုတော့အမြုပ်အားလည်းပိုကောင်းတယ်စေးကုန်တာလည်းတက်တာတယ်နောက်ပြီးတော့အမြုပ်ကိုကျွန်တော်တို့ quality ကောင်းလည်းရနိုင်တယ်အမြုပ်စေးကုန်ကြတာတွေလည်းတက်တာနိုင်တယ်ကြောင့်လီအိုကြီးနဲ့ compressor အားကောင်းတွေသုံးခြင်းဖြစ်ပါတယ်တို့တဲ့ကြောင့်ကျွန်တော်တို့တေးလုပ်ငန်းတေးလေးဗျာဥမာတအိတ်လောက်ဖြော်တဲ့စက်တွေကတော့မလိုပါဘူး30 လီတာတို့50 လီတာအိုးတို့20 လီတာအိုးလောက် compressor လေးတွေကိုရပါတယ်တချို့လည်းကွန်ပရက်ဆာတွေမရှိဘူးအိမ်ဒီမှာသုံးတဲ့အဝီစီတွင်းသုံးတဲ့လီပိုက်ကလေးတွေနဲ့သုံးချင်လည်းရပါတယ်အဲ့တော့အဝီစီတွင်းမှုတ်တဲ့ပိုက်ကိုယူပြီးတော့လှောင်အိုးလေးတွေလုပ်ယူပြီးတော့လေလှောင်ပြီးတော့သုံးလို့လည်းရပါတယ်အဲ့လိုလေလှောင်အိုးလေးတွေကိုလုပ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရှိမှာလေလှောင်လုပ်တဲ့ပုံစံလေးတွေကျွန်တော်မျှဝေပေးလို့ရပါတယ်ဘာလို့လေလောင်အိုးကိုဘယ်လိုလုပ်ရမလဲလေလောင်အိုးမှာလီရှန်ဘားတွေထားရမယ်safety ဘားလေးတွေထည့်ရမယ်လီတိုင်းနဲ့ဘားလေးတွေထည့်ရမယ်အဲ့ပုံစံလေးတွေကိုကျွန်တော်ပုံမှာပါတဲ့အတိုင်းလုပ်ယူလို့ရပါတယ်ကျွန်တော်မျှဝေပေးနိုင်ပါတယ်ကျွန်တော်ရှင်လာတောင်းလို့လည်းရပါတယ်တို့တဲ့ကြောင့်နောက်တစ်ခုကအမြုပ်စစ်နဲ့တွဲရမယ်အမြုပ်ဆေးပေါ့နော်အမြုပ်ဆေးက1 လီတာကို1000ကျော်2000နီးပါးလောက်ပေးရပါတယ်1 လီတာဆိုလို့ရှိရင်အိုးလုံး150ရတယ်250ဒီထွက်ပါတယ်အမြုပ်ဆေးကြီးကလည်းကုမ္ပဏီမှာဝယ်လို့ရှိရင်9 ခါလန်ပုံပေါ့နော်30 လီတာပါတဲ့ပုံတစ်ပုံကို4 သိန်းလောက်ပေးရပါတယ်သူကလည်း
လီတာပုံးလိုက်ပဲဝယ်လို့ရပါတယ်တို့ကြောင့်စမ်းကျင်တဲ့လူတွေကိုပါကိုအမြုပ်ဆက်ကိုပါကိုလုပ်ပြီးတော့1လီတာ2လီတာလောက်စမ်းသက်ခြင်းတဲ့လူတွေရှိလို့ရှိရင်ကျွန်တော်ရှိမှာအမြုပ်စီးရည်တွေ1လီတာတော့၎င်း2လီတာတော့၎င်းကျွန်တော်ရှိမှာလာပြီးတော့ခွဲယူပြီးတော့ရပါတယ်ကျွန်တော်ရှိမှာပုံလိုက်တော့မရပါဘူး1လီတာ2လီတာခွဲပြီးတော့စမ်းကျင်လို့ရှိရင်ကျွန်တော်ရှိမှာလာဝယ်လို့ရပါတယ်နေရီကိုကျွန်တော်မပို့ပေးပါဘူးကိုယ်တိုင်လာဝယ်ပါလူကြုံတဲ့လူနဲ့ဝယ်ခိုင်းလို့လည်းရပါတယ်ဘာလို့ဆိုတော့ဆေး1လီတာမှ1000 2000နဲ့ကျွန်တော်လည်းကိုပေါ့နော်ကိုအိမ်ရောက်လိုက်ပြီးတော့ပို့နိုင်တဲ့ကိစ္စတွေကျွန်တော်လိုက်ပြီးတော့မလုပ်နိုင်လို့ပါဒါကြောင့်1လီတာ2လီတာလိုလို့ရှိရင်လမ်းကြုံပြီးတော့လူကြုံနဲ့ဝယ်ခိုင်းလို့လည်းရပါတယ်လာဝယ်လို့လည်းရပါတယ်ဒါစမ်းသက်တဲ့လူတွေအတွက်ပေါ့နော်ထုတ်ကုန်တွေအများကြီးထုတ်မဲ့လူတွေအတွက်ကတော့ကုမ္ပဏီကနေဒါလိုက်ဝယ်ပါအဲ့ကုမ္ပဏီရဲ့လိပ်စာနဲ့ဖုန်းနံပါတ်တွေကျွန်တော်လမ်းညွှန်ပေးပါမယ်ဝယ်တဲ့လိပ်စာတွေနဲ့ဖုန်းနံပါတ်တွေကိုကျွန်တော်မျှဝေပေးထားတာလည်းရှိပါတယ်တို့ကြောင့်အမြုပ်ထုတ်မဲ့အမြုပ်ဆက်လိုမယ်စီးလိုမယ်ကွန်ပရက်ဆာလိုမယ်အဲ့ဒါကတော့ CSC လုပ်တဲ့နေရာမှာအခြေခံလိုအပ်ချက်ဖြစ်ပါတယ်နောက်တစ်ခုကတော့မှုဆက်ပေါ့နော်အဲ့တော့တနိုင်တစ်ပိုင်းလုတ်တဲ့လူတွေကဘာတွေလိုမလဲဆိုဒါမျိုးတွေမေးလာလို့ရှိရင်ကျွန်တော်စပြီးတော့တနိုင်တစ်ပိုင်းလုတ်တော့ကျွန်တော်ရှိမှာလက်ငုပ်လက်ရင်းပစ္စည်းလေးတွေတီတီမောမောလေးတွေရှိတဲ့အတွက်ကြောင့်ကိုယ်တိုင်ပဲစတင်ခဲ့တော့ကျွန်တော်တို့တော့အခက်အခဲမရှိခဲ့ပါဘူးတချို့လူတွေလည်းအခက်အခဲမရှိကြပါဘူးကျွန်တော်ရှိမှာလာရောက်လေ့လာတဲ့လူတွေတချို့တွေလက်စာလက်နာရှိတဲ့လူတွေလက်ငုပ်လက်ရင်းပစ္စည်းလေးတွေရှိတဲ့လူတွေတနိုင်တစ်ပိုင်းလုတ်နေတဲ့လူတွေအများကြီးပါပဲသူတို့တွေတနိုင်တစ်ပိုင်းလုတ်ရင်းနဲ့လုပ်ငန်းအကြီးတွေလှုပ်ဆောင်ပြီးသွားတဲ့လူတွေလည်းတော်တော်များများရှိပါတယ်။ဒါကြောင့်အမြုပ်ဆေးလိုမယ်အမြုပ်ဆက်လိုမယ်လေမှုဆက်လိုမယ်နောက်တစ်ခုကတော့မှုဆက်ပေါ့နော်မှုဆက်ကတော့3မျိုး3စားရှိတယ်ပထမလက်နဲ့မှုတဲ့ glider လိုဟာမျိုးနဲ့မှုဆက်ရှိတယ်။အဲ့ဒီမှုဆက်တွေက6000ကနေပြီးတော့3သိန်းကြီးကျော်4သိန်းလောက်ရှိတယ်။သူဈေးအမျိုးအစားလိုက်ပေါ့နော်ဒလက်ကလေးရှိမှာကန့်လန့်ဟာလာစီးပတ်တီးမှုတဲ့ဆက်လည်းနဲ့ရတယ်။ဒါမျိုးဆက်ကတော့ကျွန်တော်တို့ဘီလက်မီတအိတ်ဆက်လောက်ပဲရမယ်ဘီလက်မီ8တဝက်ဆက်လောက်ပဲရနိုင်မှာပေါ့နော်ဘာလို့ဆိုတော့သူကပေါ့ပါပေါ့တနည်းကိုအများကြီးလောက်ရမယ်ဆိုလို့ရှိရင်တော့ဒါကတော့အရန်ပင်ပန်းတဲ့အလုပ်ဖြစ်သွားလိမ့်မယ်လုံရင်းနဲ့ကျွန်တော်တို့လုပ်ငန်းကြီးလာလို့ရှိရင်မနိုင်တော့ဘူးเนาะဒါအရန်ပင်ပန်းမယ်အဲ့ဒီအတွက်ကြောင့်မွေဆက်ကလည်းဒလက်နဲ့မွေလည်းရတယ်အုံမွေးလုံးနဲ့လည်းရတယ်လုပ်ငန်းရှင်တွေတုံးတဲ့မှုဆက်အကြီးကြီးတွေ3အိတ်ဖြောလို့2အိတ်ဖြောလို့မှုဆက်အကြီးကြီးတွေလည်းရမယ်သူတို့ကြောင့်ဒလက်နဲ့မှုဆက်ဆက်တွေက6000ကနေ3သိန်း4သိန်းလောက်ထိရှိတယ်အုံးမွေးလုံးတွေကတော့20 30လောက်ထိရှိတယ်အဟောင်းတွေလည်းရှိပါတယ်တချို့တွေလည်းကို့မှာဘီလက်မြေနဲ့ပတ်သက်တဲ့ကွန်ကရစ်နဲ့ပတ်သက်တဲ့ဤပညာတွေနဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကင်နေတဲ့လူတွေဆိုလို့ရှိရင်အုံးမွေးလုံးတွေနဲ့မှုကြတယ်ဒါပေမဲ့အုံးမွေးလုံးနဲ့မှုလို့ရှိရင်သူကဘီလက်မီတအိတ်ဆက်ပဲရတယ်ဘီလက်မီတအိတ်ဆက်ဆိုအလုံး20ကနေ24လုံးဒီပတ်ဝန်းကျင်ပဲရမယ်တစ်ခါဖြောရင်တအိတ်ဆက်တစ်ခါပြောရင်တအိတ်ဆက်ပေါ့နော်ဒီလိုလေးပဲလုပ်ရမယ်တအိတ်ဆက်စီပဲရမယ်လုပ်ငန်းအကြီးလုပ်တဲ့လူကတော့တက်တောင့်တက်တာလေးဖြစ်ချင်လို့ချင်းဆက်အကြီးကြီးတွေလိုမယ်အဲ့ဒါတွေကတော့380လောက်ရှိပါတယ်ဒါတွေကတော့ကျွန်တော်ခန့်မှန်းကြည့်ဈေးလေးတွေဖြစ်ပါတယ်အဲ့ဆက်တွေကိုလိုချင်နေဆိုလို့ရှိရင်လည်း3လုံးအုပ်ဆက်ရုံမှာလုပ်ပြီးသားလေးတွေရှိပါတယ်ဆင်ထားတာရှိပါတယ်ကျွန်တော်ဗီဒီယိုထဲမှာလည်းပုံလေးတွေပြပေးထားမှန်းဒါကတော့3အိတ်ဖြော်တဲ့မှုဆက်တွေရောင်းချတဲ့စက်ရုံပဲဖြစ်ပါတယ်ကျွန်တော်ရှိမှာလာရောက်ပြီးတော့မေးမြန်းပြီးတော့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ဘလို့လောက်ရမယ်ဘလို့ဝယ်ရမယ်ဆိုတဲ့နေရာနဲ့လိပ်စာတွေနဲ့ဖုန်းနံပါတ်တွေကျွန်တော်မျှဝေပေးလို့ရပါတယ်ဒါကတော့မှုဆက်ပါတို့တို့ကြောင့်နောက်တစ်ခုတနိုင်တစ်ပိုင်းပြောရရင်ကျွန်တော်တို့ကတနိုင်တစ်ပိုင်းဆိုတဲ့နေရာမှာဘီလက်မြေတက်အိတ်ပဲဆက်မှာလားတနည်းကို9အိတ်လောက်ဖြောမှာလားတနည်းကို10အိတ်လောက်ဆက်မှာလားဒါတွေကအရေးကြီးပါတယ်ဥပမာဗျာတက်အိတ်လောက်ဆက်မယ်ဆိုလို့ရှိရင်တော့အုပ်လုံး20ပဲရမယ်တက်အိတ်ကိုအဲ့တော့မူကတက်အိတ်ဆက်မူဆိုလို့ရှိရင်9သိန်းလောက်ကျပါတယ်တကယ်သူများရှိကလုံးပြီးရောက်ဝယ်မယ်9သိန်းလောက်ကျပါတယ်ကိုတိုင်လုပ်မယ်ဆိုရင်ကိုရှိမှာတန်လူတန်သားတွေရှိတဲ့အတွက်ကြောင့်ကိုတိုင်လုပ်မယ်ဆိုရင်ကျွန်တော်ရှိကနမူနာပုံစံလေးတွေကိုတောင်းယူပါကျွန်တော် Viber တော့၎င်း Messenger တော့ပို့ပြီးတော့ဒီပုံစံတွေအတိုင်းနမူနာတွေလုပ်ယူလို့လည်းရပါတယ်ဒါကတော့ကျွန်တော်ပြီးတဲ့ပေါ့နော်မျှဝေပြီးခြင်း
နီးပညာတွေမျှဝေပေးခြင်းအပိုင်းအားတွေပြီးတော့နီးပညာမျှဝေပေးတာဖြစ်ပါတယ်လိုအပ်တဲ့မူပုံစံတွေကိုတောင်းယူပါကျွန်တော်မျှဝေပေးထားတာတွေလည်းရှိပါတယ်တို့တကြောင်မူကတမူကို9သိန်းလောက်ကျမယ်ဥမာမူကတမူဆိုရင်အလုံး20ရမယ်တနေ့ကိုဘီလက်မီ9အိတ်ပဲဖြော်မယ်ဆိုလို့ရှိရင်မူ9မူလိုမယ်မူတမူအလုံး20ရတဲ့အတွင်း9မူဆိုရင်တနေ့ကိုအလုံး100ဟုတ်အလုံး100ရမယ်အုပ်အလုံး100ရလို့ရှိရင်ဘီလက်မီရဲ့9အိတ်အုပ်အလုံးက100အဲ့လားကျွန်တော်ဗမာစကားပြောရခက်တယ်ဗျဟိုဘောတနိုင်တစ်ပိုင်းဆိုတာဘယ်လိုဟာမျိုးကိုပြောတာလဲ9အိတ်ကိုပြောတာလား1အိတ်ကိုပြောတာလား2အိတ်ကိုပြောတာကျွန်တော်လည်းအခုတည်းကျွန်တော်လည်းနားမလဲဘူးဘောနော်ကျွန်တော်လုပ်တော့တနိုင်တစ်ပိုင်းကတော့အနည်းလေး9အိတ်နဲ့10အိတ်ရကိုကျွန်တော်တနိုင်တစ်ပိုင်းလို့သတ်မှတ်ပြီးတော့ကျွန်တော်လုပ်ခဲ့တာပေါ့နော်ဟိုကျွန်တော်လုပ်တော့ဆိုလို့ရှိရင်တနည်းကိုဟိုလုံး100လောက်ကျွန်တော်လုပ်တယ်နေ့တိုင်း100စီလုပ်တယ်နေ့တိုင်း100စီလုပ်ပြီးတော့ကျွန်တော်ပုံထားတယ်ဟာအလုံး1000ပြည့်တယ်ဆိုရင်အလုံး100ဆိုလို့ရှိရင်10ပြီပတ်လက်တခြင်းစာပေါ့အလုံး1000ပြည့်လို့ရှိရင်ကျွန်တော်ကပြန်ဆရာခေါ်ပြီးတော့အုတ်တိုင်းခတ်လိုက်တယ်ဒါကိုတနိုင်တစ်ပိုင်းလို့ကျွန်တော်တတ်မှတ်ပြီးကျွန်တော်လုပ်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်လူကြီးမင်းတို့လည်းတနိုင်တစ်ပိုင်းလုပ်ချင်တဲ့လူတွေကဒီလိုကုန်ကြစည်လေးတွေကိုအကြမ်းမြင်ကျွန်တော်တွက်ဆဖို့အတွက်ကျွန်တော်ဈေးနှုန်းလေးတွေခံမှန်းပြီးတော့ပြောထားတာနံပါတ်1တစ်ချက်အမြုပ်ဆက်လို့မယ်နံပါတ်2ချက်လေမှုဆက်လို့မယ်နံပါတ်3တစ်ချက်မူဆက်လို့မယ်နံပါတ်4တစ်ချက်မူလို့မယ်ဒီ4မျိုးတော့လုံးမယ်နော်အဲ့ဒီ4မျိုးကိုကျွန်တော်ရှိလာတဲ့လူတွေတနိုင်တစ်ပိုင်းလုပ်ချင်တဲ့လူတွေကိုဟုတ်လားဘာတွေရှိတယ်လဲဆိုကျွန်တော်အရင်မေးတယ်မှုဆက်ရှိသလားတချို့ဆိုရင်ဟိုပေါ့နော်ကြောက်စီခွေလုပ်တဲ့လုပ်ငန်းတွေကွန်ကရစ်တိုင်လောင်းယူတဲ့လုပ်ငန်းတွေဆိုရင်တို့စီတော့များဘာမှမလုပ်ဘူးလေမှုဆက်တွေရှိကြတယ်မှုဆက်တွေရှိကြတယ်အုံငွေလုံးလိုမှုဆက်တွေလည်းရှိကြတယ်ဒလက်တွေမှုဆက်တွေလည်းရှိကြတယ်မူတွေပါတယ်ဆိုလဲကျွန်တော်ရှိရတယ်ပုံစံတွေပဲယူတယ်တို့ရှိမှာငါးထပ်သားပြားတို့ဟလာကြောက်ပုတ်ညိတ်တဲ့တံပြားတို့ရှိကြတယ်အဲ့ဒါမျိုးတွေကိုသူတို့ကသူတို့ဝရင်ဆက်တွေနဲ့စော်ပြီးတော့သူတို့မိုးလေးတွေထုတ်ပြီးတော့သူတို့ကိုယ်တိုင်ထုတ်လုပ်ပြီးတော့ရောင်းချနေတဲ့လူတွေလည်းရှိတယ်သူတို့ကြောင့်တနိုင်တစ်ပိုင်းဆိုတဲ့နေရာမှာကိုယ့်ရှိမှာလက်မှုလက်ရင်ဘာပစ္စည်းတွေရှိတယ်လဲဆိုတာကအလွန်အတုံးဝင်တဲ့အရေးပါတယ်မိကုံးလေးလည်းဖြစ်ပါတယ်သူတို့ကြောင့်မိမိမှာလက်မှုလက်ရင်ပစ္စည်းလေးတွေရှိလို့ရှိရင်တနိုင်တစ်ပိုင်းလုပ်ငန်းကဘာမှခက်ခဲတဲ့အရာတော့မဟုတ်ပါဘူးတို့ကြောင့်မိမိမှာလက်မှုလက်ရင်းပစ္စည်းလေးတွေလည်းရှိရမယ်ကိုယ်တိုင်ကလည်းဖန်တီးခြင်းနဲ့စိတ်လှုပ်ချင်ကန်ခြင်းနဲ့စိတ်တွေလည်းရှိရမယ်တချို့တွေရှိတယ်ဗျဟိုပေါ့ဟိုတတိုင်းတစ်ပိုင်းလှုပ်ချင်တဲ့စိတ်ဝင်စားတဲ့ဤပညာတွေကိုလေ့လာခြင်းနဲ့ဆဆဦးဆုံးတော့ဟိုဆက်ကလေးတွေဝယ်ဒီဆက်ကလေးတွေဝယ်တယ်တစ်ခါနှစ်ခါဖြော်ပြီးရင်မလုပ်တော့ဘူးပြစ်ထားလိုက်တယ်တချို့တွေလည်းအဲ့လိုပေါ့ဘယ်ဆက်ကလေးတွေပြန်ရောင်းနေတယ်ညာဆက်ကလေးတွေပြန်ရောင်းနေတယ်လို့ရှိတယ်အဲ့ဒါမျိုးတွေတော့ကျွန်တော်ပြန်မဝဲပါဘူးကျွန်တော်ရှိမှာတချို့လာပေးထားတယ်လို့ရှိပါတယ်အဲ့လိုလာပေးထားတယ်လို့ရှိရင်လာဝယ်တဲ့လူတွေကစုံစမ်းလို့ရှိရင်ကျွန်တော်ချိတ်ဆက်ပြီးတော့ရောင်းပြီးဝယ်ပေးလိုက်ပါတယ်ကျွန်တော်ဂျားတွေရတယ်ပြီးတော့ချိတ်ဆက်ပေးလိုက်ပါတယ်ကျွန်တော်ရှိမှာတချို့ဟိုလုပ်ငန်းအဆင့်မြင့်တို့အောက်ကပစ္စည်းအဟောင်းလေးတွေလာပေးထားတဲ့လူတွေရှိတယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်ချိတ်ဆက်ပြီးတော့ဆက်သွယ်ပေးလိုက်တာကြီးလည်းရှိပါတယ်သူတို့ကြောင့်တနိုင်တစ်ပိုင်းလုပ်ငန်းလုပ်ချင်တဲ့လူတွေဒီလိုဗီဒီယိုလေးကိုကြည့်ပြီးတော့လေ့လာပြီးတော့မိမိလုပ်မဲ့လုပ်ငန်းကတနိုင်တစ်ပိုင်းဆိုတာဘီလက်မီ1အိတ်လား2အိတ်လား3အိတ်လား4အိတ်လား5အိတ်လားကိုယ့်အကိုတွက်ချက်ပါကျွန်တော်ပြောထားတဲ့ဗီဒီယိုလေးမှာတွက်ချက်လို့လည်းရပါတယ်ဥပမာဘီလက်မီ1အိတ်ကိုဗျာကိုကာလာပေါက်လေး2000ဆိုလို့ရှိရင်တနိုင်တစ်ပိုင်းလုပ်မယ်တနည်းကဘီလက်မီ5အိတ်ကုန်မယ်2000ဆိုရင်5အိတ်ဆိုရင်3သိန်းတနည်းကို3သိန်းနေ့တိုင်း3သိန်းထုတ်နိုင်မလားအဲ့3သိန်းဟာတစ်လကိုဟာလာတနည်းကို3သိန်းဆိုလို့ချင်းတစ်လကို330တစ်လကို330ရင်းနိုင်လားတစ်လကို330ဟို2လကို360အုပ်တွေထုတ်မယ်ဟာလာဟိုရှေ့ရတွေအုပ်ထုတ်မယ်နောက်ကတွေလည်းဒီထွက်လာတဲ့ product တွေကိုလည်းရောင်းသွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းလေးရစတင်ပြီးတော့လေပတ်သွားတဲ့အနေအထားလေးကိုရောက်အောင်လို့လုပ်နိုင်ရမယ်ဒါမျိုးတွေကိုလုပ်နိုင်ဖို့လဲကျွန်တော်များစွာအထောက်အကူပြုအောင်လို့ဗီဒီယိုတွေမျှဝေပေးနေပါတယ်တခြားအထောက်အကူပြုပစ္စည်းလေးတွေကိုလည်းမျှဝေပေးနေပါတယ်တခြားသိကျင်တဲ့အရာတွေရှိလို့ရှိရင်ကျွန်တော်ရဲ့
Facebook page မှာတော့၎င်း Messenger မှာတော့၎င်း YouTube ပေါ်မှာတော့လေ့လာလို့လည်းရပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်က0942558888ကိုဆက်သွယ်ပြီးတော့မေးမြန်းလို့လည်းရပါတယ်ဝယ်ယူခြင်းလို့လည်းရပါတယ်လိုအပ်တဲ့သိချင်စရာအကြောင်းအရာတွေကိုလည်းလှမ်းပြီးတော့မေးလို့လည်းရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ